ဒီမှာကြီးပြမဟုတ်တဲ့ဆောင်ကြီးလူကြလေးကဲရောမေးကဲဒီကြကြလေးဒီမိမိနဲ့နဲ့ တော့နိုင်ပြီလားတောင်းနေတယ်နော်တောင်းနေထွက်အောင်တောင်းပဲနိုင်ပါဒီဥစားပြပါနဲ့နိုင်ပါ ကျူရတင်းနေကျူရပြည့် ကိုစိုး sorry တတောင်းမယ် ဟောတောင်းအော်တုံးလေးထင်နေတာ ရေမဲလေးကြီးနေတယ် တောင်းမသိ တုံးစင်နေတာရှိရစင်းနဲ့တုံးနဲ့မပွဲဘူးပြည့်တယ် ကျန်တဲ့ဟာ9000ဖြစ်တော့မတတ်ဘူး ။ဘာလို့လဲကန်အောင်လား ကကား ။တောင်းနေတယ်ဆိုတာနော် မပိုက်ထား နေရာနေရာလက်ကီလက် ဖိုင်လေးပုတ်လိုက်အောင် ဘုန်းကြီးကတော့လည်းချက်လိုက် ဟေးတော့ရတယ်တော်သေးအောင်ငါပြန်နိုင်အောင်မယ် ဟော နတာ အဲ ဒီတတောင်း ပြောပြီးနောက်မှနိုင်တဲ့လူကကောင်းတော့ ဖြစ်တယ်နော် ။ပြန်နိုင်မယ် ကျန်တဲ့နေရာလေးသူ့ကျန်တဲ့ ။ပြန်နိုင်မယ်ဘာလို့လဲဆိုတော့အငယ်နိုင်လိုက် ငါတို့ရောက်ငါတို့ပြန်ပွင့်တယ်ကွာဖိပုတ် ။ဒါပုံလား ပုံမှာ ကုမ လောင်းလာမလို့ ။ဒီတောင်းနိုင်နေပြီ တောင်းနေ တောင်း တတောင်း ။အဲ့ကိုရီးယား ဒီဘာလဲကဲ ဒီဝေးတရားပါဒီတောင်းနေတယ် ရှင်းရှင်းရမဲဆက် ဒီလိုရှုပ်ပါတယ်ပြောရမယ် ကျန်ခဲ့မှာဆိုတော့ ကျန်တယ်ကျန်သွင်းပြန်တယ်လေ ထိုင်ဆောင်လိုက်အောင်မရဘူးကျန်တဲ့ချက်ဟိုကျန်တဲ့လေးပါလေ အားပါစီရရတယ်ကိုကတော့ပြည့် စီသူအောင်ရယ်တောင်းအောင်ကြံမယ် အားလို့ရှိရပြည့်ရှိရမှာဆိုတော့ မသိမရှိနေဘူး ငါမှငါနိုင်ကြတော့ကိစ္စမရှိဘူး ဘာတူလဲ အာ